အလုံးတစ်တွေလည်းပါတာပဲလုံးတစ်တော်များတယ်။အိုးမင်္ဂလာပါကျွန်တော်တို့ gas စီအများရောက်တယ်15လုံးဝန်းကျင်လောက်ရှိမကောက်တယ်နဲ့ဆိုတော့ကျွန်တော်အတစ်တွေဟောင်းတွေရောတယ်ဒါပေမဲ့အတစ်တော်များတယ်ဒီဇိုင်းလေးอ่ะကျွန်တော်ပြနေကြတဲ့အတိုင်းမဟုတ်ဘူးဆိုတော့အဟောင်းတွေရောအတစ်တွေကျွန်တော်ရောပြီးပြပေးမယ်နည်းနည်းလေးဖြတ်ပြီးတော့ကျွန်တော်တပုံချင်းကြီးတို့လှည့်ပြပြီးပြမယ်နိုင်ဒီလေးရောက်တယ်နိုင်ဒီရောဘောလက်တွေရောဒီရေးကြီးတို့ကျွန်တော်ဖောက်တော့မဖောက်ရသေးဘူးခုမှရောက်တာဆိုတော့ဒါလေးရင်ပြလိုက်မယ်ဒါလေးကအတစ်ကလေးကျွန်တော်ဆွဲဖွာချို့လုံးလေးတွေကကျွန်တော်ကြည့်ပြီးသားချို့လုံးတွေကအခုမှထွက်လာတယ်မကြည့်လိုက်အောင်ဒါလုံးဝပုံတစ်ထဲမှာတစ်ခါမှကျွန်တော်ဗီဒီယိုမှာမပြဘူးပေါ့နော်မကြည့်ဒီကောင်အီအီညောင်းလေးပြီးတော့ဒီကောင်နှိပ်စီလေးနဲ့လာတယ်ဝါအကြောင်လေးတအားနုနုနယ်နယ်လေးဒီနှိပ်စီလေးနဲ့လာတယ်ဒီလိုမျိုးနော်ဒီမှာသူ့ရဲ့ဟိုအိတ်လေးတွေဗာလေးညာလေးပါမယ်ဗျာနော်အစုံပေါ့ဒါဒီကောင်လေးကဒီဟာလေးထင်တယ်ပြီးမှ AC ပြန်ကတ်လိုက်မယ်โอเคဆိုတော့အဲ့လိုလေးရှိတယ်ဒီမှာကြည့်စစ်စရာလေးကျိုးကအရှိကျိုးလွယ်လို့ရတယ်ဒီလိုလေးလည်းတွားလို့ရတယ်တပိုင်းအောင်လေးအဖြူလေးအဲ့လိုအပြာလေးလားအနုလေးလားသူကတော်လေးမိုက်တယ်နောက် price tag ကဒီမှာဒီကောင်ရှိတယ်ဒါကျွန်တော်80 70ချထားတဲ့ကောင်လေးပေါ့နော်ဒီကောင်လေးရှိမယ်နော်โอเคနော်ဟုတ်ပြီဆိုတော့ဒါလေးကတစ်မျိုးဒါလေးကလည်းလူငယ်လူကြီးဘွက်တက်လေးတွေဗာလေးတွေညာတော်မိုက်တယ်အီလေးကျွန်တော်ကြိုင်မိရတယ်ဒီကောင်လေးညက်ညက်လေးနော်ဟိုဟာလေးပေါ့ချစ်စရာလေးကောင်းတယ်ဟုတ်ပြီဒါလေးကတခုအဲ့တော့ကျွန်တော်ဒါဒီဇိုင်းလေးပဲထည့်ထားတယ်ပြီးတော့ဒါကျွန်တော်ပြနေကြကောင်ရှိမယ်ဗျဒါဒီကောင်နှလုံးပါတယ်ဒီတစ်ခေါက်ဆိုတော့နှလုံးဒါခုနပါလိုက်တဲ့ကောင်ပဲဒါကျွန်တော်ဖောက်ပြီးသားကောင်တစ်ကောင်လုပ်လိုက်မယ်โอเคဒီကောင်လေးတစ်လုံးပါမယ်ဒီကောင်ကကြတော့လေကျွန်တော်အမြဲတမ်းပါနေကြပါပဲနော်အရန်ကြိုက်ကြတဲ့အလုံးပဲတကယ်လည်းကြိုက်ဖို့ကောင်းပါတယ်ကြိုက်ဖို့လည်းတင့်ပါတယ်သူကဒီမှာကျွန်တော် coin pass ဒီလိုမျိုးပါတယ်ဒီကောင်လေးပါတယ်ဒီမှာချက်စရာဒါပြနေကြပဲနော်ဒီဇစ်တင်နေတယ်ဗျာတအားတန်နေပြီ logo နော်သူရဲ့ gas ရဲ့ logo ပြီးတော့ဒီမှာသူအထဲမှာဖောင်းအောင်ထည့်ထားတာပေါ့နော်ဒီလိုလေးပဲတော့ကျိုးရှည်လို့မရအောင်ဒီလိုလေးပဲလို့ရတာအပြာလိုလေးသူက gas ရဲ့အရာကမြင်လိုက်လို့ရှိရင် gas ကဂျင်းဆိုတော့သူကဒီအပြာရောင်လေးကသူနဲ့ပို့ပြီးတော့ပုံမိုက်တယ်ပေါ့နော်သူ့အရောင်လေးလို့ကျွန်တော်အမြင်နဲ့ထင်တယ်ကျွန်တော်လည်းပြောနေကြပါโอเคနော်ဆိုတော့ဒါလေးရမယ်ပြီးလို့ရှိရင်နောက်တစ်ခုအပြီးမှဒီစားလေးရေးတဲ့ထဲပို့မယ်ဗျာပြီးနောက်တစ်ခုဒီမှာတစ်လုံးဒါလေးကခဏကျွန်တော်ဖောက်မှရပါမယ်ဒါလေးကဒီမှာလေးကူပါလေဟုတ်ပြီဒီလုံးလေးကတောက်တင်လုံးလေးတစ်ခေါက်တော့ပြဘူးတယ်ထင်တယ်ကျွန်တော်ဘက်ရေကူးကမှရိုက်တာဒါပေမဲ့အယောင်မတူဒီမှာကြည့်ဒီကောင်လေးကဖိုးလာနေဟုတ်ပါဒီမှာကြီးလေးဝါအခုမှကြည့်ရနော်အမဲကိုခဲနဲ့ဆက်တာအချိုးရှည်လေးရတယ်အမဲကိုခဲနဲ့ဆက်တာတော်တော်လေးမိုက်တယ်မှာ price tag ကဒီမှာဒီကောင်လေး 70% off တယ်အနောက်မှာလည်းထိုးထည့်လို့ရတယ်ပြီးတော့ဒီကောင်စီလိုလှန်လိုက်ရုံပဲဒီအောက်မှာကာထားလို့ကျွန်တော်ပြပေးမယ်နော်ဒီလိုလှန်လိုက်မယ်ဒီမှာဒီလိုဆက်ထားတာအယောင်လေးကတအားလာချစ်ဖို့ကောင်းတယ်နော်ကျွန်တော်ဒါရတော့မဖြတ်စည်းတော့ဘူးသူကသူသွားလိမ့်မယ်โอเคเนาะကျွန်တော်ပြန်ပိတ်လိုက်မယ်โอเคဒါလေးရမယ်ဒါလေးတောင်းတင်းလေးနဲ့အထိုင်လေးပွက်တက်လဲရတယ်လွယ်လို့လည်းရတယ် cross body ပဲလွယ်လို့ရတယ်โอเคเนาะအဲ့ဒါလေးကိုပဲဒါပထမတစ်ခေါက်ကျွန်တော်ပြတော့ကအကြောင်လေးကဟောတင်တယ်เนาะအရွှေရောင်အသားရောင်လေးပေါ့เนาะအသားရောင်လေးပြင်မယ်เนาะအဲ့လိုရှိမယ်โอเคဟောဒီမှာအဲ့ရောင်ပါသေးတယ်အဲ့ရောင်တရားပါတယ်ကျွန်တော်ထပ်ပြလိုက်အဲ့ဒီနဲ့ပြမှာဆိုလို့ခဏရโอเคဆိုတော့ဒီကောင်လေးပါအောင်မယ်ဒီမှာသားရောင်လေးဒါလေးမလားပထမတစ်ခေါက်ရေကူးကမှရိုက်တာအများကြီးမထုတ်ဘူးဆိုမှထုတ်ချင်တော့ရမယ်ကဲဒီမှာရောဒါလေးရတော့ကျွန်တော်ထုတ်ခွင့်ပြရေးလို့ရိုက်ပြီးကြွားချင်တာပေါ့နော်ကျွန်တော်အမတွေဝယ်ထားတာဆိုတော့လှတယ်နော်အမဲလေးလည်းခန့်တယ်ဒီကောင်လေးကလည်းတန့်တယ်သူကလည်းဟိုဒီလိုလေးပေါ့ရောထားတာလေးကဒီရောင်လေးနဲ့ဆက်ထားတာကြဒီလေးဆက်တာတော်လေးမိုက်တယ်โอเคနော်ဆိုတော့ဒါလေးကအခုအတိရောက်တဲ့ဟာလေးမှာကျွန်တော်ဒီဘက် channel လေးပြတာတော့နောက်ဘက် channel ခြားရတယ်ကျွန်တော်ထပ်ပြီးတော့နောက်ဗီဒီယိုတစ်ခုမှပြပေးမယ် gas ကကျွန်တော်ထင်တာတိတလောက်တော့တရက်နေ့ထိ31ရက်ပေါ့နော်အဲ့ဒီကိုချနေသေးတယ်အလုံးတွေလဲတယ်လုံးတစ်တွေတော်တော်များပါလာတယ်အဟောင်းတွေရောမရဘူးဆိုရတဲ့အဟောင်းတွေရနေသေးတယ်အယောင်လေးတွေကုန်တာမြန်တယ်ဒီကောင်လေးဆိုလို့ရှိရင်ဒီအပြာလေးဆိုထက်ရဖို့ကနည်းနည်းခက်တယ်အဲ့လိုမျိုး3လုံးကြံ2လုံးကြံတော့လို့ရှိတယ်ဆိုတော့လာမေးပေးပါ Messenger မှာဈေးလေးစားလေးနဲ့ကျွန်တော်အဲနဲ့အမြန်ဆုံးရအောင်ကျွန်တော်ကြိုးစားပြီးပို့ပေးတယ်ဆိုတော့ကျေးဇူးများတင်တယ် guest လာပေးတဲ့ကိုရီမိုင်အားလုံးလေးသားပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့မယ်နော်